ခုကဘတ်900တန်ဆိုင်ကယ်လေးငှားပြီးတော့ဒီခေါင်ရိုင်မှာရှိတဲ့ဒီအီတလီပုံစံမျိုးငယ်လေးပေါ့နော်အဲ့ဒီနေရာတွေတောင်းမှာပါ Tuscana Valley လို့ခေါ်ပါတယ်သူကအဆောက်အဦတွေကအဲ့လိုအီတလီကအဆောက်အဦပုံစံတွေအတိုင်းရှိတယ်ပေါ့နော်ခေါင်ရိုင်မှာဆိုင်ကယ်ငှားကတော့ဈေးကြီးပါတယ်ကျွန်တော်တို့သွားတော့ကတော့ဒီဟာကဝင်ကြီးမပေးခဲ့အောင်ပေါ့နော်ဆိုတော့တမန်ကြီးသွားတာတော့ပေးရတယ်လို့ကြားတယ်ပေါ့ကျွန်တော်တို့သွားတာကဝင်ပေါက်ပဲမှားသွားလာတော့မသိဘူးကျွန်တော်တို့သွားတော့ဝင်ကြီးမပေးခဲ့ရပါဘူးနောက်ထပ်တစ်နေရာကတော့ Primo Plaza လို့ခေါ်ပါတယ်ဒီနေရာကတော့ခုနလိုပဲဒီအဆောက်အဦတွေကတော့တူတူပဲပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ဒီတိုးချန်လေးတွေရှိတယ်တိုးတွေကိုလည်းအစာကျွေးလို့ရတယ်ပေါ့နော်ဒီဟာကျတော့ဝင်ကြီးဘတ်200ပေးရပါတယ်ခုနဟာတော့မပေးရအောင်ပေါ့နော်ဒီဟာကကျတော့ခုနကဒီ Tuscana Valley နဲ့နည်းနည်းလေးလှမ်းပါတယ်ပေါ့နော်တိုးလေးတွေရှင်းနေအောင်တော့
စာကျွေးနေရပါပြီဒီစစ်စရာလေးရိုးဘတ်ထရီကတူကလေးအိတ်နေပြီခုမှစားတော့ဝါရမ်းပြီးတူကလေးအိတ်သွားပြီဒီမြင်းလေးတွေပုတ်ပုတ်လေးချစ်စရာလေးဟေးကျွေးကြမရှိရောဟိုမှာတူနဲ့နေနေတူတစ်ချမ်းနဲ့ထားရတာ手机给我码，我拿手机来。看着我码。 ခေါင်းရိုင်ကဧပြီလကြီးလာတဲ့အတွက်မအေးပါဘူးပူပါတယ်ဆိုတော့ဒီနေ့မှလည်းအများကြီးမလဲဖြစ်ပါဘူးနှစ်ခုပဲလဲပြီးတော့ဒီဟိုတယ်ပြန်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ညနေကျရင်ကျွန်တော်တို့ကဒီပတ်ချွိုင်မြို့ကနေမှအခုပတ်ချွိုင်ဘူရာကနေမှရထားစီးပြီးတော့မှဘန်ကောက်ကိုပြန်มาဖြစ်ပါတယ်ဆိုတော့ဒီပတ်ချွိုင်မြို့ကိုလည်းဒီကျွန်တော်တို့တည်တဲ့ဟိုတယ်ကနေမှတော်တော်လေးလာရပါတယ်ဆိုတော့အခုဘူရာရောက်ပါပြီဒီဘူရာမှာရထားကကြတော့9:45ထွက်မဲ့ရထားပေါ့နော်ကန်ဆိုးကျင်တော့ဒီနေ့ရထားကနောက်ကျမယ်လို့ပြောပါတယ်9:45လောက်မှရောက်မယ်လို့ပြောပါတယ်20 นาทีการรถไฟขออภัยในความไม่สะดวกมาณโอกาสนี้ด้วยขอบคุณค่ะ Attention ရထားနောက်ကျတာဖြစ်တဲ့အတွက်ဒီဘန်ကောက်ကိုရောက်သွားတဲ့အချိန်ကလည်းတော်တော်ကြီးမိုးချုပ်သွားပါတယ်ဆိုတော့ဒီခေါင်းရင်မှာလဲခဲ့တာတော့ဒီလောက်ပါပဲနောက်ရက်ဒီမှာဘန်ကောက်ဆောင်ခရန်ရဲ့ခရာဘီကိုဆက်သွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါ